နာဂနာမည်လေးကတော့တင်းတယ်သို့တော့ဘဝတွေကတော့ခက်ခဲကြမ်းတမ်းလွန်းလာပါတယ်နာဂလို့ပြောလိုက်ရင်မြို့ပေါ်နေတဲ့သူအများစုကချင်းပီလားကချင်းပီလားအမျိုးမျိုးမေးကြထင်ကြပါတယ်နာဂပြည်ဟာဘယ်နားမှာရှိလဲဒေသခံတိုင်းရင်းသားတွေဟာဘာတွေလုပ်ကန်စားတော့ကြလဲဘလို့ရီနေထိုင်ကြလဲဆိုတဲ့မိကိုမှုတ်များစွာသိကျင်စရာများစွာတွေဟာတတိတရန်ကြီးခေါင်းထဲမှာပေါ်လာကြမှာအသေးချပါပဲကျွန်တော်ကိုယ်တိုင်လည်းအရင်ကနာဂရီအကြောင်းကိုအသေးချမသိခဲ့ပေမဲ့တိတ်တိတ်ဆိုင်ဆိုင်ပဲလွန်ခဲ့တဲ့9နှစ်ကျော်လောက်ကနာဂပြည်ကိုရောက်ဖို့အကြောင်းဖန်လာခဲ့ပါတယ်ရောက်မဲ့ရောက်တော့လဲအကြောင်းမျိုးမျိုးတွေကြောင့်တစ်နှစ်ကျော်လောက်နာဂမှာနေထိုင်ဖြစ်ခဲ့ပါတယ်အဲ့လိုနေထိုင်ခဲ့တဲ့ကာလအတွင်းမှာနာဂပြည်ရဲ့အကြောင်းတွေနာဂလူမျိုးတွေအကြောင်းနာဂရဲ့ရွာတွေအကြောင်းရင်ကျဲမှုရိုးရာဓလေ့တွေအကြောင်းကိုကိုယ်တိုင်နဖူးတွေဒူးတွေကြုံခဲ့ရသမျှမှတ်မိခဲ့ရသမျှကိုပြန်လည်ဖောက်သေးချောက်တော်မှာဖြစ်ပါတယ်နာဂလူမျိုးရဲ့အိမ်မှန်ကြီးမိဖို့တစ်ခုကတော့ရှိသမဲပါပဲတော်တော်များများကတော့ဧည့်သည်လာတဲ့နေရာမျိုးရဲ့အလဲတဲတဲမှာထားတတ်ကြပါတယ်အရန်ကိုမြင့်တဲ့တောင်တန်းလေရဲ့အမြင့်ဆုံးပိုင်းမှာနေထိုင်ကြတာဖြစ်လို့ဧည့်သည်လာရင်မိဖို့လေးမွှေးပြီးမိဘုံဘေးနာဝိုင်းထိုင်ပြီးစကားပြောကြနေထိုင်ကြရတာဟာဒီဒေသရဲ့အလှတရားတစ်ခုပါပဲကျွန်တော်ကိုယ်တိုင်လည်းဒီမိဖို့လေးဒီဘေးမှာပဲလှဲ့လေသွားလာရင်တစ်နှစ်ကျော်ကြာနေခဲ့ရတာမို့သူတို့ဒီအကြောင်းကိုပြန်ပြောတဲ့အခါမိဖို့ဘေးထိုင်ပြီးစကားဝိုင်းဖွဲ့ပြောနေသလိုခန်းစားချက်မျိုးရစေချင်လို့မိဖို့ဘေးကတထောင်တညံ့များလို့ခေါင်းစဉ်တက်လိုက်ရပါတယ်ခင်ဗျာ